အားလုံးပဲမင်္ဂလာပါ GED ဖြစ်မယ်ကျောင်းသူကျောင်းသားတွေမှန်ရင် GED.com ကိုတော့တွားရောက်လေ့လာဦးကြမယ်ထင်ပါတယ် GED.com လို့ Google မှာရိုက်လိုက်ရင်တော့ထိပ်ဆုံးမှာတွေ့ရမယ် GED.com website လေးတွေကိုဝင်လို့ရပါတယ်အဲ့တော့ GED စာမှုပွဲမှာရမယ့်ကောင်းကောင်းနဲ့ဖြည့်ဆို့နိုင်အောင်မိကုံဟောင်းတွေဒါမှမဟုတ်ကြုံလာရနိုင်တဲ့မိကုံတွေကိုလည်းလေ့ကျင့်ခြင်းနဲ့ဆိုရင် practice question ဆိုတဲ့အထဲကိုဝင်လိုက်ရင် flash တွေရှိပါတယ်အဲ့တော့အဲ့ထဲမှာဆိုရင် interactive ဖြည့်ဆို့လို့ရတဲ့ GED practice question တွေအများကြီးထောင်ထဲချီပြီးတော့တွေ့ရှိနိုင်ပါတယ်ဒါဆိုရင်တော့တဘာသာချင်းအတွက်တက်လာပေါ့နော်ဒါဆိုရင်တဘာသာချင်းအလိုက်ကို maths ပဲဖြစ်ဖြစ် language art ပဲဖြစ်ဖြစ် social study ပဲဖြစ်ဖြစ် science ပဲဖြစ်ဖြစ်ဘယ်ဟာကိုပဲလေ့လာခြင်း$14.99ဒါမှမဟုတ်မြန်မာငွေ$6,000ဝယ်ခန့်ကုန်ကြနိုင်တယ်ပေါ့နော်ဒါမှမဟုတ်တစ်လအတွင်းမှာ၄ဘာသာစလုံးကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လေ$24.99ဒါမှမဟုတ်မြန်မာငွေနဲ့ဆိုရင်တော့3သိန်းကျော်ခန့်တော့ကျမှာပေါ့နော်နောက်ပြီးတော့3လအတွင်းပေါ့နော်၄ဘာသာလုံးကိုတစ်လတည်းနဲ့လေ့လာတာမလုံလောက်ဘူးလို့ယူဆလို့ရှိရင်3လအတွင်းလေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်တော့$69.99ဒါမှမဟုတ်မြန်မာငွေ3သိန်းနီးပါးပေးရပါလိမ့်မယ်နော်ငွေကုန်ကြေးကြများပြီမဲ့သူ့ရဲ့မိကုန်းတွေကိုလေ့ကျင့်ရင်စာမိုးပွဲမှာအမှတ်ကောင်းရတဲ့ညီတွေညီမတွေအများကြီးပေါ်ထွက်လာတာမို့တိတ်ကိုကောင်းတဲ့ online စာမိုးပွဲအကျိုးလေ့ကျင့်ခန်းဆင်းရနေရာလေးလို့လည်းပြောချင်ပါတယ် recommend လုပ်ချင်ပါတယ်နော်သူ့အထက်ကိုဝင်လိုက်ပြီဆိုလို့ရှိရင် GED Flash for Math GED Flash for Language Arts GED Flash for Science GED Flash for Social Studies ဆိုပြီးတော့ဘာသာရပ်လိုက်ဒီလိုမျိုးကို subscription လုပ်ထားတာလိုက်ပေါ့နော်ဒါလေးတွေဖြည့်ဆို့လို့ရပါတယ်အဲ့တော့နမူနာအနေနဲ့ GED Maths လိုဟာမျိုးတွေဝင်လိုက်တယ်ဆိုရင်ကိုလေ့ကျင့်ခြင်းနဲ့ခေါင်းစဉ်တွေအလိုက်ပေါ့နော်သင်္ချာဖြည့်ခြင်းနဲ့လို့ပြောလို့လည်းမရဘူးသင်္ချာမှာမှအခြေခံသင်္ချာလား geometry လား basic algebra လား graphs and function လားဒါလေးတွေကိုသူစင်ချင်းစီလေ့ကျင့်ကြည့်လို့ရပါတယ်အဲ့တော့ဒီနေ့မှာ maths ကိုလုပ်တယ်ဆိုရင်နောက်ရက်မှာsocial studies နဲ့ပတ်သက်လို့လေ့ကျင့်ခန်းတွေလုပ်ခြင်းနဲ့ဒါဆိုရင်လည်းခုနကတော့ပြောသလိုပဲကိုလေ့ကျင့်ခြင်းနဲ့ meaning reading for meaning လား analyzing historical events and arguments လား numbers and graphics ဘိုင်းလားဒါသဖြင့်ဒါလေးတွေကိုလေ့ကျင့်နိုင်ပါတယ်ဆိုတော့ဒီဟာလေးတွေကိုလည်း practice လုပ်ဖို့မိကုန်းကို9ခုလုပ်ချင်တာလား10ခုဖြည့်ချင်တာလားအခု20ဖြည့်ချင်တာလားတစ်ခုချင်းစီဒီဆိုလို့ရပါတယ်เนาะအဲ့တော့ဒီ GED Flash မှာမေးထားတဲ့မိကုန်းတွေရဲ့သွားတဲ့ပုံစံနဲ့ဖြည့်ဆို့ရမယ့်ဟာလေးတွေဒီတကယ် real exam မှာဖြည့်ဆို့ရတဲ့အခါမှာတွေ့ရမှန်မယ်ဟာမိကုန်းနေနဲ့အလားတန်တူပါမယ်သို့တော့တထရတဲ့တပုံစံလေးကြီးကွက်ပြီးတော့ကြာမယ်လို့တော့ဒါမျိုးတော့ယူဆလို့တော့မရဘူးပေါ့နော်အဲ့တော့မိကုန်းတွေကိုဖြည့်လိုက်တဲ့အခါမှာကိုကမှားသွားတယ်ဆိုလို့ရှိရင်ဘာကြောင့်ဘယ်ဖြေကမှန်တယ်ဘာကြောင့်မှန်တယ်ဆိုတဲ့ explanation တွေပါတာကိုတွေ့ရပါလိမ့်မယ်နော်အဲ့တော့သင်္ချာမှာဆိုလို့ရှိရင် तू ကနှစ်ခုတော့တပြိုင်နက်တည်းတော့ဖြည့်ဆို့လို့မရဘူး browser မှာ tab တစ်ခုပဲဖြည့်ဆို့လို့ရအောင်တော့လုပ်ပေးထားတယ်အဲ့တော့ဘာသာရဲ့အလိုက်ပေါ့နော်တစ်ခုချင်းစီကိုတွားပြီးတော့ဖြည့်ဆို့လို့ရတယ်အဲဒီကနေပြီးတော့ထွက်ချင်တယ်ဆိုလို့ရှိရင် social study ကနေပြီးတော့ထွက်လိုက်လို့ရတယ်ဒါဆိုရင် main page ကိုပြန်ရောက်လာမယ်ဒါဆိုရင် GED Flash ပေါ်ဟာပါတော့သင်္ချာပိုင်းကိုပြန်သွားခြင်းတယ်ဒါဆိုရင်သင်္ချာပိုင်းမှာရှိတဲ့အထဲမှာ graph and function နဲ့ပတ်သက်တဲ့ဟာကိုလေ့လာခြင်းနဲ့လေ့ကျင့်ခြင်းနဲ့ဆိုရင် practice လေးလုပ်လို့ရမယ်ဆိုတော့ဒါလေးတွေကိုတစ်ခုချင်းစီလိုက်ကိုလေ့ကျင့်မယ်ကြည့်မယ်အဖြေမှန်နေရွေးမယ်အဖြေမှန်နဲ့အဖြေမှန်ခဲ့ရင်လည်းကောင်းတာပေါ့အဖြေမှားနေခဲ့တယ်ဆိုလို့ရှိရင် explanation လေးတွေကြည့်လို့ရတယ်ကိုယ့်ရဲ့ mentor ကိုယ့်ရဲ့ဒီ tutor နောက်သူကိုယ့်ရဲ့ဆရာမတွေနဲ့ကိုပြန်လည်ပြီးတော့မှတိုင်ပင်ပြီးတော့မှကြည့်လို့ရတယ်အဲ့တော့တကယ် exam မှာဖြေဆိုရတဲ့အခါမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပဲ online test လေးတွေဖြေဆိုရမှာဖြစ်ပါတယ်ဆိုတော့ညီတွေညီမတွေအားလုံးစာမိုးပွဲမှာကံကောင်းကြပါစေလို့ဆုတောင်းပါတယ်เนาะ